မင်္ဂလာပါခင်ဗျာဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်မလားအသစ်ပြန်ရေးမလားဆိုတာကိုပြည်သူလူထုသဘောထားကောက်ခံသွားဖို့ရှိပြီးရလာတဲ့အဖြေလက်တွေ့လှုပ်ဆောင်နိုင်မဲ့နည်းလမ်းတွေကိုလွှတ်တော်ကိုပြန်တင်ပြသွားမယ်လို့ဒေါအောင်ဆန်းစုကြည်ကပြောလိုက်ပါတယ်မြို့သားဒီမိုကရေစီဖွဲ့ချုပ်ရန်ကုန်ရုံးချုပ်မှာပြုလုပ်တဲ့တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့တွေ့ဆုံဆွေးနွေးပွဲပြီးဒေါအောင်ဆန်းစုကြည်ကအခုလိုပြောလိုက်တာဖြစ်ပါတယ်ခုကတော့ဒီဖွဲ့စည်းပုံအခြေခံဥပဒေကအင်တာမဒီမိုကရေစီနဲ့စန့်ကျင်နေတာကြောင့်ပြင်လို့ပြင်ုံနဲ့မလောက်ဘူးဒီတစ်ခုလုံးကိုဖျက်ပြီးတော့အသက်ရေးဆွဲရမယ်ဆိုပြီးတော့ယုံကြည်တဲ့အဖွဲ့အစည်းများပုံပုံများရှိပါတယ်အဲ့ဒါလေးကျွန်တော်တို့တင်ပြအောင်။ဘာကြောင့်ဒီဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ုံနဲ့တော့မဖြစ်ဘူးတစ်ခုလုံးပြန်ပြီးတော့ဆွဲနေတယ်လို့ယုံကြည်မှုရှိတယ်လေဆိုတော့ကျွန်တော်တင်ပြမယ်။တင်ပြပြီးတော့ဒီလိုအားလုံးကိုပြန်ပြီးတော့ရေးဆွဲမယ်ဆိုရင်ဘယ်လိုနည်းတွေရှိလဲပေါ့နော်။ဖြစ်နိုင်တဲ့နည်းတွေလက်တွေ့ကျကျသုံးနိုင်မဲ့နည်းတွေဘယ်လိုဖြစ်နိုင်မဲ့အကျိုးဆက်စောစောအောင်ပြုပြင်ပြောင်းလဲရေးဆိုတဲ့ဒီလိုပဲပြုပြင်တဲ့အခါမှာလက်တွေ့ကျကျကျမတို့သုံးနိုင်တဲ့နည်းတွေဖြစ်ပေါ်လာနေတဲ့အကျိုးဆက်ဒါတွေကိုကျမတို့ရှင်းပြပြီးတော့ပြည်သူတွေရဲ့ဘောဓာကိုကျမတို့ရယူမယ်ပေါ့ပြည်သူတွေအနေနဲ့ဘက်ကနေပြီးတော့ဘယ်လိုအတန်ပြန်ထွက်လာလဲကျမတို့ထင်တာပေါ့နော်ဟိုဒါကျမယုံကြည်တာထင်တာမဟုတ်ဘူးယုံကြည်တာပါပြည်သူတွေကတော့ဒါပြင်ကိုပြင်ရမယ်လို့တော့ဟိုလက်ခံနိုင်မယ်လို့ကျမထင်ပါတယ်ဒေါအောင်ဆန်းစုကြည်ပြောသွားတာဖြစ်ပါတယ်လက်ရှိအခြေခံဥပဒေကိုဖျက်ပြီးတော့အသစ်ရေးဆွဲပြဋ္ဌာန်းမယ်ဆိုရင်လက်ရှိအစိုးရအလွှတ်တော်စတဲ့နိုင်ငံရေးအခင်းကျင်းတွေကိုဖျက်သိမ်းရရောက်တဲ့အတွက်ဂျားကာလာဘယ်အဖွဲ့အစည်းဘယ်ပုဂ္ဂိုလ်တွေကတိုင်းပြည်ကိုဥဆောင်လဲဆိုတာကိုထည့်သွင်းစဉ်းစားဖို့လိုတယ်လို့ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဒုဥက္ကဋ္ဌဦးထေးဦးကပြောလိုက်ပါတယ်အောက်တိုဘာ4 ရက်က RFA နဲ့မေးမြန်းရာမှာဦးထေးဦးကအခုလိုဖြေလိုက်တာဖြစ်ပါတယ်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်လို့ပေါ့နော်အသစ်ဆွဲလို့လည်းရတယ်နော်ပြင်ပြီးတော့မှရှိပြီးသားဥပဒေကိုနော်ပို့ပြီးတော့မှဟိုအသုံးဝင်အောင်ပေါ့နော်ပို့ပြီးတော့မှတိုးတက်အောင်ပြင်နေဆိုတဲ့ဥစ္စာလည်းရှိပါတယ်နှစ်ခုလုံးလုပ်လို့ရပါတယ်သို့တော်လည်းပဲဟိုပုံစံတွေကတော့မတူဘူးအခုဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာကျွန်တော်တို့ကဖွဲ့စည်းပုံအခြေခံဥပဒေ2008ကိုလက်ခံထားတယ်လက်ခံထားတဲ့အတွက်ဒီဥပဒေနဲ့ပဲအညီလုပ်ရမယ်အဲ့ဒီဥပဒေထဲမှာအသစ်ဆွဲပါလို့မပါဘူးဒီချက်ကနော်ပြင်နိုင်တယ်ဆိုတာနိလန်းနေပါတယ်ဒါကြောင့်ပြင်နိုင်တယ်ဆိုရင်တော့ဒီဥပဒေပေါင်းတွေကနေပြင်သွားနိုင်တဲ့အခြေအနေမျိုးရှိတယ်အသစ်ဆွဲတာမပါတဲ့အတွက်အသစ်ဆွဲခြင်းနဲ့ဆိုရင်တော့ဒါဖြတ်ပြရဖြတ်ပြရမယ်ဆိုရင်ဖွဲ့စည်းပုံအခြေခံဥပဒေလက်ရှိရှိနေတဲ့အခြေခံဖွဲ့စည်းပုံအခြေခံဥပဒေရပေါ်ပေါက်လာတဲ့ဖွဲ့စည်းပုံတွေပြတ်သွားတာနဲ့အမျှပေါ်ပေါက်လာတဲ့ဖွဲ့စည်းတွေလည်းပြတ်သွားတယ်ဥပမာဖြင့်အစိုးရပြတ်သွားတယ်ဒီလွှတ်တော်ပြတ်သွားတယ်ကျွန်တော်ကိုယ်စားလှယ်တွေမဟုတ်တော့ဘူးကျွန်တော်ကလည်းဖွဲ့စည်းပုံအခြေခံဥပဒေရထူရေးကောက်ပေါ်နဲ့တက်လာတဲ့တူကျွန်တော်လည်းမရှိတော့ဘူးဖွဲ့စည်းပုံအခြေခံဥပဒေရတရားဝင်ဒီပြုလုပ်ပေးထားတဲ့ပါတီတွေလည်းမရှိတော့ဘူးအဲ့လိုဆိုရင်နော်အဲ့လိုတွေပြတ်သွားရင်ဘယ်လိုကဥဆောင်ပြီးလုပ်မလဲဥဆောင်မှုတစ်ခုတော့ရှိရမှာပေါ့အဲ့ဒါစဉ်းစားနိုင်ဖို့လိုတယ်အဲ့ဒါဒီတော်တော်လေးရှုပ်ထွေးတယ်လို့ကျွန်တော်မြင်တယ်စံခိုင်ဖွံ့ဖြိုးရေးပါတီဒုဥက္ကဋ္ဌဦးထေးဦးပြောသွားတာဖြစ်ပါတယ်တပ်မတော်ဆိုတာပြည်သူတွေကိုကာကွယ်ဖို့နဲ့တိုင်းပြည်ကိုကာကွယ်ဖို့ပဲဖြစ်စေခြင်းနဲ့နိုင်ငံရေးထဲမှာပါတဲ့တပ်မတော်မှာဖြစ်စေခြင်းမှုလို့ဒေါအောင်ဆန်းစုကြည်ကပြောလိုက်ပါတယ်အောက်တိုဘာ1 ရက်ကပြည်သူ့လွှတ်တော်တရားဥပဒေစိုးမိုးရေးနဲ့တည်ငြိမ်အေးချမ်းရေးကော်မတီရုံးခန်းမှာသတင်းတောက်တွေနဲ့တွေ့ဆုံရာမှာဒေါအောင်ဆန်းစုကြည်ကအခုလိုပြောကြားလိုက်တာဖြစ်ပါတယ်တပ်မတော်ရဲ့ခံခံတာဆိုပြည်သူကိုကာကွယ်ဖို့တိုင်းပြည်ကိုကာကွယ်အဒီဘယ်လိုမှနိုင်ငံရေးထဲဝင်ပါတယ်တပ်မတော်အားမပေးဘူးပြည်သူလူထုကနေရွေးချယ်ထားတဲ့ရတာဆိုတာတပ်မတော်အတွက်အားတောင်းနေတာအဲ့တော့ဒီတပ်မတော်အနေနဲ့တော့အဒီခံခံပြောပြီးအဒီအမြင်မှာအလို့တပ်မတော်တကယ်ကိုအရေးကြီးပြေသွားပြီးတော့ကမ္ဘာစံချိန်ပြီးတော့ပြည်သူလူထုကနေပြီးတော့ထောက်ခံအားပေးကြည့်ပြီးတော့ခုနေရာမှာပုံရတဲ့တပ်မတော်အခုတော့မှနောက်ထပ်သတိထားမိတဲ့စကားတစ်ခုကတော့ရခိုင်ပြည်နယ်ရောက်နေကြတဲ့သမ္မတဦးသိန်းစိန်ပြောလိုက်တဲ့စကားဖြစ်ပါတယ်စစ်တွေမြောက်ဦးကြောက်တော်မောင်တော်နယ်မြေတွေကိုရောက်ရှိနေချိန်မှာတန်တွဲမြို့နယ်အတွင်းတာမန်အငင်းပွားမှုတစ်ခုကနေဗရိဘခတချို့ပေါ်ပေါက်ခဲ့တဲ့အကြောင်းသူခီးစဉ်နဲ့အချိန်ကိုက်လှုပ်ဆောင်ခဲ့တယ်လို့တော့တန်တရားဖြစ်เสียရှိကြောင်းဦးသိန်းစိန်ကပြောကြားခဲ့ပါတယ်အခုတော့မှမမသားသားစကားများအစီအစဉ်အရလောက်ပါတယ်ခင်ဗျာကြည့်ရှုနားဆင်ကြသူအားလုံးကိုကျေးဇူးတင်ပါတယ်